အားလုံးပဲခရစ်တော်ရဲ့နာမ၌မင်္ဂလာပါကျမတို့ဒီနေ့အချိန်ရတဲ့ချိန်မှာအနေငယ်ကျမတို့နှုတ်ကပတ်တော်ဆွေးနွေးသွားခြင်းနဲ့ဒီနေ့ကျမစေယုံမှာပဲဖြစ်ဖြစ်ကျမတို့မြင်နေရတဲ့လူတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်ကျမအများဆုံးကြားနေရတဲ့တစ်ခုကကြတော့သူတို့အများဆုံးကြားနေရတဲ့အများဆုံးလူနာတွေကစိတ်ထဲမှာသူတို့စဉ်းစားနေရတဲ့အရာစဉ်းစားနေတဲ့အရာစိတ်တကြနေတဲ့အရာတွေဘာလဲဆိုရင်သူတို့အသက်ကြီးတဲ့ခါမှာသူတို့သားသမီးတွေကသူတို့ကိုမကြည့်ချင်ဘူးသူတို့ကလည်း home care ကိုမတွားချင်ဘူးပြီးရင်သူတို့ကိုယ်တိုင်ကလည်း home care မတွားချင်သူတို့ကြည့်ရှုမဲ့သူလည်းမရှိဘူးသူတို့လိုချင်တဲ့ home care လည်းသူတို့မရနိုင်ဘူးဘလောက်ပဲအလုပ်စူးစမ်းဘလောက်ပဲပတ်စံဆူမရနိုင်တဲ့သူတွေအများကြီးကိုကျမတို့မြင်ရတယ်ဆိုတော့ဒီຢာတွေကိုကျမပြန်လည်ပြီးမှအဆင်ကျင်တဲ့အခါမှာနှုတ်ကပတ်တော်အထဲမှာလဲရှင်ယောဟန်ထဲမှာဗာပြောထားလဲဆိုရင်ရှင်ယောဟန်ခရစ်ကျမ်းခန်းကြီး21အငယ်18ထဲမှာဘာပြောထားလဲဆိုရင်ငါမှန်ကန်ဆိုဒီကတင်သည်အတိတ်ရွယ်နှုပြိုသောအခါတင်ဤခပတ်ကိုပတ်စည်း၍တင်လာချင်သောရက်ကိုလာနိုင်တော်လဲအတိတ်ရွယ်ကြီးလာသောအခါတင်ဤလက်နှစ်ဖက်ကိုဆန့်၍လူအချို့ကတင့်ကိုပတ်စည်းပြီးလင်တင်မလာချင်သောရက်တို့ပို့ဆောင်ကြလိမ့်မည်ဟုမိန့်တော်မူ၏တဲ့အတိတ်ကြီးတဲ့အခါမှာကိုမသွားချင်တဲ့နေရာတွေကိုမလှုပ်ချင်တောင်မှကိုဘေးနားမှပဲကိုပန့်ပိုးပြီးမှလှုပ်ပြီးမှပဲဒီຢာတွေဆိုရင်လည်းမလှုပ်ချင်ပေမဲ့လည်းသွားရမလှုပ်ချင်လည်းလောက်ရတယ်သွားချင်တဲ့နေရာဆိုလည်းသွားရတယ်ပေါ့နော်ဆိုတော့တင်မလာချင်တော့ရက်တို့ပို့ဆောင်ကြလိမ့်မည်လို့ပြောတယ်ဆိုတော့ဒီအရာဒီနှုတ်ကပတ်တော်ကိုကျမတို့ကြီးတဲ့ခါမှာအငယ်တဲ့ချိန်မှာကြိုက်သလိုသွားမယ်ကြီးတဲ့ခါမှာတော့သူတပိုင်းအကူညီနေပဲကျမတို့သွားလာလှုပ်ရှားရမယ်ဆိုတဲ့အရာလေးကျမတို့မြင်ရပါတယ်ဆိုတော့တင်တကယ်ပဲအသက်ကြီးလာရင်တင်ဒီလိုပဲတင်အနေနဲ့ဘလို့ဆက်သွားရမလဲဆိုတဲ့အရာလေးကိုသင်စဉ်းစားလိမ့်မယ်လို့ကျွန်မယုံကြည်တယ်ဆိုတော့နှုတ်ကပတ်တော်ကဘာပြောထားလဲဆိုရင်ဖခင်ရဲ့နှုတ်ကပတ်တော်ကဘာပြောထားလဲဆိုရင်ဖခင်ဟေရှာယထဲမှာဟေရှာယခန်းကြီး46အငယ်3နဲ့4ဟေရှာယခန်းကြီး46အငယ်3ကနေ4မှာအိုးယာကုပ်မျိုးသားတို့ငါစကားကိုနားထောင်ကြလောကျွင်းသေးသောဤတေလမျိုးသားပေါင်းတို့ဖွားဆကပင်တင်တို့ကိုငါထမ်းလေပြီအမိဝမ်းထဲမှဆ၍ငါဆောင်ရွက်လေပြီပိုင်ငယ်လေးမှာတင်တို့အစ်ကြီး၍စပင်ဖြူတိတိုင်အောင်ငါသည်ထိုးတို့တော်သူဖြစ်၍တင်တို့ကိုဆောင်ရွက်မိငါပြုတ်ခတ်ပြီးသည့်တိုင်ထမ်းအောင်မိဆောင်ရွက်၍ကဲတင်မိလို့ပြောတယ်ဆိုတော့အစ်ကြီးတဲ့အခါစပင်ဖြူတဲ့အခါစပင်ဖြူရီတိုင်အောင်တဲ့ငါသည်ထိုးတို့တော်သူဖြစ်၍တင်တို့ကိုဆောင်ရွက်မိတဲ့ငါပြုတ်ခတ်ပြီးသည့်တိုင်ထမ်းအောင်မိတဲ့တင်မွေးစာမစာ၍အသက်ကြီးထိတိုင်အောင်ဖျားရှင်ကတင့်ကိုပဲပြူစုပြိုးထောင်တာပါတင့်ကိုပဲကြည်ရှုဆောင်ရှောက်တာပါဆိုတဲ့ຢာလေးကိုမမေ့စေချင်ပါဘူးအသက်ကြီးတဲ့ခါမှလည်းစပင်ဖြူတဲ့ခါမှလည်းတဲ့ထိုတို့တော်သူဖြစ်၍တင်တို့ကိုဆောင်ရွက်မိလို့ပြောတယ်ဆိုတော့ဖះက तू မတတ်နိုင်တဲ့ဖះမဟုတ်ဘူးတင် तू လှုပ်ဆောင်နိုင်တယ်ဆိုတော့ဖះက तू လှုပ်ဆောင်နိုင်တယ်ဒါပေမဲ့ကျမတို့အသက်တာထဲမှာကျမတို့ကဖះကိုပဲမျော်လင့်တဲ့ तू ဖះကိုမျော်ချစ် तू ဖြစ်ဖို့ရန်အတွက်ဟေရှာယခန်းကြီး40ငယ်31ထဲမှာလည်းဗာလဲပြောထားတယ်ထာဝရဖះကိုမျော်လင့်တော့သူတို့မူကအားပြေးကြလိမ့်မည်လို့ပြောတယ်ထာဝရဖះကိုမျော်လင့်တဲ့သူတွေကအားပြေးမယ်တဲ့ပြီးရင်ရွှေလင်းသားကဲ့သို့မိမိတို့အတန်ကိုအသက်ပြုတ်ပြင်ကြလိမ့်မည်ပြေးတော်လဲမပင်ပန်းလို့ပြောတယ်ခရီးသွားတော်လဲမမောရကြတဲ့ဖះကိုပဲမျောနေတဲ့သူဖြစ်ဖို့ရန်အတွက်ကျမတို့ရှေးလာမယ့်အနာဂတ်တွေမှာဖះကတင့်အတွက်ဘာတွေကြံစီလဲဆိုတာတင်းနဲ့ကျမမသိနိုင်ဘူးဒါပေမဲ့ဖះကတင့်အတွက်ပြင်ဆင်ပြီးသားရှိတယ်တင်းကိုဘသူပါကြည့်မလဲဟာငါသားသမီးငါ့ကိုကြည့်မလားငါသားသမီးတွေငါဒီလောက်သူတို့အတွက်အချိန်ကုန်ခံပြီးမှငါပတ်စံရှားတယ်ဒါပေမဲ့ငါသားသမီးတွေငါ့ကိုပြန်မကြည့်ဘူးဆိုတဲ့အရာတွေဖះရှင်ကတင်းနဲ့ကျမကိုမကြုံစေချင်ဘူးဖះရှင်ကတင်းအတွက်ပြင်ဆင်ထားပြီးသားရှက်တင်းမိသားစုတဲ့သားသမီးမကြည့်ချင်ဘူးဖះရှင်ကတင်းကိုဘယ်တော့မှစွန့်ပစ်မထားတဲ့အဖဖះဖြစ်တယ်ဆိုတဲ့အရာလေးကိုကျမဒီနေ့ခွန်အားပေးချင်ပါတယ်ကိုကအသက်ကြီးတဲ့ချိန်မှာအတွက်ပဲစဉ်းစားပြီးမှretirement plan တွေတေချာလေးစုပြီးမှ retirement plan စုထားတဲ့ပတ်စံကိုမစားဖြစ်တဲ့သူတွေလည်းအများကြီးရှိပါတယ်ဒါကြောင့်ကျမတို့ရှေ့ဆက်မဲ့အသက်တာကျမတို့ဘယ်လောက်ထိအသက်ရှင်ရမလဲဆိုတော့ကျမတို့မသိဘူးဖះကဒီရအားလုံးကိုပိုင်တတ်အောင်ဆိုတဲ့ဖះဖြစ်တယ်ဒါကြောင့်ဖះကိုပဲမျောလင်းဖို့ရန်အတွက်တင်းရဲ့အသက်တာထဲမှာ
ဖះကိုမျော်လင့်နေဆိုရင်အားပြည့်မယ်တဲ့တင်မွေးစားမစား၍စပင်ဖြူရီတိုင်အောင်ဖះခင်ကတင်းရဲ့ဝေယဝဆတင်းကိုကြီးရှုဆောင်ရှောက်တဲ့အဖဖះဖြစ်တယ်လို့ပြောတယ်ဒါကြောင့်ဖះကငါဆောင်ရွက်အောင်မီတဲ့ငါဆောင်ရွက်မယ်ငါဆောင်ရွက်မီလို့ပြောတယ်ဆောင်ရွက်၍ကဲတင်မီလို့ပြောတယ်ဆိုတော့ဖះရှင်ကတင်းကိုကဲတင်ခြင်းနဲ့တင်းအတွက်ဆောင်ရွက်စေခြင်းနဲ့ဖះကိုပဲမျှော်ကြည့်သူဖြစ်ဖို့ရတဲ့ဒီနေ့အနေငယ်ခွန်အားပေးခြင်းနဲ့ပါတယ်။ဈာနာရတဲ့ရောက်ဆက်ဖះရှင်ကောင်းကြည့်ပါစေ။